အခုဆိုရင်မင်းအွန်လိုင်းနဲ့ဖက်စစ်ဂျမ်ဖက်အုပ်စုဟာအတော်ဖြိုဖျဲနဲ့လေပတ်နေရတဲ့အခြေအနေဖြစ်ပါတယ်ဒီကြားအားလုံးပဲမင်္ဂလာပါခင်ဗျာညီနောင်လေး channel ကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကဆိုရင်နေ့စဉ်မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးစစ်ရေးတိုက်ပွဲသတင်းတွေကိုတင်ဆက်ပေးတော့မယ့် channel ပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ channel ကို subscribe လေးပြုလုပ်ပြီးစောင့်မျှော်အားပေးကြဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာကြည့်ရှုသူများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာတာလပ်ပါတဲ့သဘောတရားစကားတွေနဲ့အားလုံးနှီးပါပြည့်စုံတဲ့ကျွန်တော်တို့အမိမြန်မာပြည်ကြီးဟာဒီကနေ့2025ခုနှစ်ဧပြီလပထမပတ်တော်တဲ့မှာတော့စိုးဝါကြမ်းတမ်းခက်ခဲတဲ့အခြေအနေတွေကိုအားလုံးကအပေါင်းစုံကရင်ဆိုင်ဖြတ်ကျော်နေရပါတယ်။ဘယ်ပေါင်းစုံဆိုတဲ့နေရာမှာပြည်သူလူထုနောက်တစ်ခါတော်လှန်ရေးအင်အားစုပြီးရင်အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်ခြင်းနဲ့စစ်ကောင်စီအင်အားစုပေါ့သုံးခုရှိတယ်ပေါ့။ဆိုတော့ကျွန်တော်တို့ဒီကနေ့ဖြစ်နေတဲ့အခြေအနေတွေကျွန်တော်အကြမ်းဖျင်းသုံးသပ်ပြချင်ပါတယ်။အခုဆိုရင်ဒီမတ်လ20နဲ့ရှေ့နေရဖြစ်ပွားခဲ့တဲ့9.9 register scale ရှိတဲ့ငလင်ကြီးကြောင့်အခုဆိုရင်နေပြည်တော်မှာရှိတဲ့ဖက်စစ်အုပ်ချုပ်ရေးရန်ရာကြီးရဲ့80ရာခိုင်နှုန်းကျော်ဟာလုံးဝပြိုကျပျက်စီးသွားတယ်အုပ်ချုပ်ရေးရန်ရာကြီးတစ်ခုလုံးရက်တက်နေပါဖြစ်နေတယ်ဆက်သွယ်ရေးကွန်ရက်တွေကအများအများပြတ်တောက်ကုန်ပြီးတော့အခုဆိုရင်မင်းအွန်လိုင်းနဲ့ဖက်စစ်ဂျမ်ဖက်အုပ်စုဟာအတော်ဖြိုဖျဲနဲ့လေပတ်နေရတဲ့အခြေအနေဖြစ်ပါတယ်ဒီကြားမှာပြည်သူလူထုအနေနဲ့စကိုင်းမန္တလေးဒီပြီးတော့ပျော်ပွဲတောင်ငူဒီပြည့်ရည်ကျော်ကြီးစကိုင်း fault ပြည့်ရည်ကျော်ကြီးတစ်လျှောက်မှာ excuse me ရှိနေတဲ့ပြည်သူလူထုတွေရဲ့တဝိုင်းစီစီအနေနဲ့တိုက်တာပိုင်ဆိုင်မှုတွေဟာလည်းပဲအများအများပျက်စီးခဲ့ပြီးအခုတည်းကစက်တိုက်ဆိုသလိုနောက်ဆက်တွဲလောက်ခလာတဲ့ငလင်းအန်တွေကြောင့်ပျက်စီးနေတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့အခုဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ကြီးကိုကျွန်တော်တို့ဒီလူလုတ်အာနာရှင်ကပ်ဘေးရန်ရကြောင့်ပုံမှုပျက်စီးစေခဲ့တဲ့အကြောင်းကိုကျွန်တော်နှိုင်းရှင်သုံးသပ်ပြချင်ပါတယ်ဥပမာအနေနဲ့ပြောရရင်2009ခုနှစ်ကျွန်တော်ဒီအခုအမြန်လန်းအဲ့ဒီကာလကစတင်ဆောက်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်အမြန်လန်းဒီတောင်ငူနဲ့ပျော်ပွဲတောင်ငူနဲ့ဖြူပတ်ဝန်းကျင်သားလေးကအမြန်လန်းနေဆောက်လုပ်နေတဲ့ရန်ရကို2009ခုနှစ်တုန်းကကျွန်တော်ရောက်ရှိခဲ့ပါတယ်မိတ်ဆွေတယောက်ရဲ့အကူအညီနဲ့တောက်ရောက်လေးလာကြည့်ရှုခဲ့ပါတယ်အဲ့ကာလမှာဘာတူတွေစီးပွားအရင်ဖြစ်နေလဲဆိုတော့ဒီအမြန်လန်းကွန်ကရစ်လမ်းခင်းတဲ့နေရာမှာပါဝင်ထည့်သွင်းအသုံးပြုရမယ်ဒီငါးမူတန်ချောင်းတွေကိုပေါ့အဲ့ဒီမောင်ခိုကုန်တယ်တွေကဒီ GE တက်တွေဆီကနေပြီးတော့ခိုးဝယ်တာပေါ့ညဘက်ကိုကားရင်းလာခိုးဝယ်ဆိုပြီးတော့ဝယ်ကြတာအဲ့တော့ GE တက်ကဘာဖြစ်လဲအဲ့တန်ချောင်းတွေကိုအမြန်လန်းခင်းရမှာအသုံးပြုရမယ်တန်ချောင်းတွေကိုအပြင်ကိုတခိုးစင်းနဲ့ရောင်းထုတ်တယ်ပြီးတော့အမြန်လန်းခင်းတဲ့နေရာမှာဝါးတွေတုံးမဟုတ်ဘာမှမထည့်ပဲသူတို့ခင်းကြတယ်ဒါညဘက်တွေမှာကျွန်တော်သွားတွေ့ခဲ့တာအဲ့တော့2009ခုနှစ်ကအမြန်လန်းကြီးဖောက်လို့စင်ကအားလုံးနီးနီးဟာအပြိုင်တူခိုးခဲ့ကြတဲ့အချိန်ပြီးတော့အဲ့ဒီအချိန်မှာပဲနေပြည်တော်ဆိုတဲ့အဆောက်အုံတွေကိုအပြိုင်ဆိုင်တင်တာပေးပြီးတော့စေအုပ်စုကသူ့ရဲ့ပလဲနံပါတ်တင်တယ်သူတို့သားသမီးတွေရဲ့ကုမ္ပဏီတွေကိုပဲလက်ဝေကန်ချပေးပြီးတော့ဆောက်လုပ်ခဲ့ရတယ်ဒီလိုပဲဤပညာရခိုးလို့ရတာအကုန်အပြိုင်တူခိုးခဲ့ကြတဲ့အဆောက်အုံတွေဖြစ်တယ်ဒါကြောင့်မလို့ခုအမြန်လိုင်းနေအပိုင်းပိုင်းပြတ်တောက်ပြိုကြတာရုံးအဆောက်အုံတွေပြိုကြတာပေါ့ပြိုကြတဲ့ထဲမှာတော့အတိတ်နမိတ်တို့လည်းပြောမှာပေါ့အခုလွတ်တော်အဆောက်အုံကြီးဆိုလို့ရှိရင်သူ့ရဲ့စင်ဝင်ဆိုတာဟာတကယ်နိုင်ငံအဆင့်ခေါင်းဆောင်တွေတမတတွေနိုင်ငံတကာဧည့်သည်ဝင်ကြီးတွေသူကလသမဂစသဖြင့်ပေါ့တကယ်ဒိတ်ကျဲဆိုတဲ့ခေါင်းဆောင်ကြီးတွေကပထမဆုံးစခြေချပြီးတော့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတစ်ခုလုံးကိုအသက်ဝင်လဲပတ်ရဖြစ်တဲ့လွတ်တော်ကြီးရဲ့အဝင်လမ်းကြီးကြည့်တွေ့ပါလိမ့်မယ်လွတ်တော်တဲ့ဝင်တဲ့လမ်းလုံးဝပြတ်ကျပြီးတော့အထက်မှာဘာတန်ချောင်းမှမပါဘဲနဲ့တချို့နေရာဝါးလေးတောင်ပေါ်နေသေးတယ်ခင်းထားပြီးတော့ပြတ်ကျသွားတာအတိတ်နမိတ်ပေါ့ဆိုတော့အချုပ်အခြာအာဏာရဲ့စတင်တရားကြီးကိုအဝင်ကအစသဘာဝကြီးကဖြစ်စည်းသွားပြီဖြစ်တဲ့အတွက်ကြောင့်မင်းအောင်လှိုင်ရဲ့အခုလာမဲ့ရွေးကောက်ပွဲရတဲ့စင်သူ့ကိုယ်သူတမထအကန့်ဖို့သွားမဲ့အစီအစဉ်ကိုသဘာဝတောင်ကန့်ကွက်နေတာဆိုတာလေးထည့်သွင်းပြောချင်တာဆိုတော့သဘာဝဘေးကြီးရဲ့အဆုံးစုံထိဖြစ်စည်းမှုအန္တရာယ်တွေကိုကျွန်တော်တို့အခုကလူလောက်ကပ်ဘေးကြောင့်ပုံမဆိုးရွားစွာရင်ဆိုင်ဖြတ်ကျော်ရတာဖြစ်ပါတယ်ပထမဆုံးဘာကြောင့်လူလောက်ကပ်ဘေးလို့ပြောရလဲ NLD အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်အခုလိုအမတန်ဖျက်အားပြင်းတဲ့ magnitude အဖြစ်မြင်မာတဲ့ငလင်ကြီးတွေလှုပ်နာနိုင်ချေရှိတယ်ဆိုပြီးတော့တွင်းပညာရှင်တွေကသတိပေးစုဖွဲ့ drill နဲ့ဇက်တိုက်ပြီးတော့ဆောက်လုပ်ရေးပစ္စည်းတွေအတုံဒီအဆောက်အုံတွေကအစအကုန်လုံးငလင်တန်ခံနိုင်တဲ့ဒီနီးစနစ်တကျရှိတဲ့ဟာတွေဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရလမ်းခင်းသလားလိုက်တိုင်းနဲ့ဖောက်ကြည့်တယ်ဖောက်ကြည့်ကုန်ဒီလောက်ခင်းတာအဆောက်လာပိုင်ရဲသလားဘယ်လောက်ထိအနေမြင့်မှာကုန်ကလေးဘယ်လောက်ထဲလေဖြော်ဆက်အကုန်လုံးအသေးစိတ်သူတို့ကြည့်ပြီးတော့ငလင်တန်ခံနိုင်မှုအထိပြည်သူအကျိုးကိုရှေ့ရှုပြီးတော့ NLD အစိုးရလုပ်ပိုင်ခွင့်ရှိသမျှ၄-၅နှစ်အတော်တည်းမှာရအောင်လုပ်ခဲ့ကြငလင်ဆိုးဝါးကြုံလာခဲ့ရင်လည်းဘလို့ဖြတ်သားမယ်ဘလို့တီးမီနဲ့စေကူတာအဖွဲ့ကဲတဲ့ကွေးအကူကြီးအဖွဲ့နိုင်ငံတကာနဲ့ဘလို့အားလုံးစတိုက်ပြင်ဆင်ထားတဲ့ဟာတွေအကုန်လုံးဟာဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းအုပ်စုရဲ့အထမအာဏာသိမ်းပြီးသူတို့တကူစီးပွားနဲ့စစ်ဗိုလ်ချုပ်တစုကိုကျိုးစီးပွားအတွက်ပဲ
ဆက်လက်တဲ့ပစ္စည်းတွေကိုအစမတန်ဝယ်ယူစုဆောင်ပြည်သူလူထုနဲ့တော်လိုင်းအင်အားစုကိုနှင်းနှင်းသက်ဖြတ်ဖို့ပဲသူတို့စ조사ခဲ့ပြီးတော့ပြည်သူလူထုအတွက်ကြုံလာနိုင်ခြင်းရှိတဲ့သဘောဘေးအန္တရာယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့တွေကယ်ဆယ်ဖို့တွေထူထောင်ဖို့တွေလုံးလုံးအစီအစဉ်မရှိဘဲနဲ့အခုဒီရက်ပိုင်းဆိုတွေ့ရပါလိမ့်မယ်ကယ်ဆယ်ကူညီရေးဘယ်ဖွဲ့မဆိုသူတို့ရှိကိုသဘောတူညီချက်သူတို့ရှိခွင့်ပြုချက်လျှောက်ထားသူတို့ခွင့်ပြုမှကယ်ဆယ်ကူညီခွင့်ပေးမယ်ဆိုပြီးတော့ဘာလဲသူတို့ခွင့်ပြုမှဆိုတာအခုကြည့်လိုက်ပါလာလူသမျှအကုန်လုံးအေးငါတို့ပဲပေးထားငါတို့ငါဆက်လို့မင်းတို့ပြန်မင်းတို့လုံခြုံရေးရမင်းတို့အာမမခံဘူးမင်းတို့လည်းစိတ်မချဘူးကယ်ဆယ်ကူညီရေးတဲ့ပစ္စည်းအားလုံးကိုအနုနီးနဲ့ဓမြတိုက်ဖို့သူတို့လက်ရှိဂျုံဂျုံကြနေတဲ့ဖက်စစ်ရန်နေရအတွက်လိုအပ်တဲ့စစ်တလက်နဲ့ပစ္စည်းတွေဝယ်ယူဖို့သူတို့ရဲ့ငတ်ပြတ်နေတဲ့စစ်တပ်ကခိုင်းဘက်တွေကိုကျွေးဖို့ငလင်ကယ်ဆယ်ကူညီရေးနိုင်ငံတကာတော်တော်ကောင်းပြည်သူကပြန်လဲအလူတော်တော်ကောင်းသူတို့အနုနီးနဲ့ဓမြတိုက်ဖို့ကြိုးစားပြီးတော့လုပ်တဲ့လူလုတ်ကပ်ဘေးကြောင့်အခုလိုကျွန်တော်တို့ကစိုးစိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ်ကြိုတင်ပြင်ဆင်မှုမရှိခဲ့ဘူးဖြစ်လာတော့လေကယ်ဆယ်ကူညီဖို့အတွက်ကိုသူတို့ကပဲအရာရာထိန်းချုပ်ပြီးတော့ကိုသေးဆုပ်ပင်အနုနီးနဲ့ဓမြတိုက်ဖို့ကြိုးစားတာလူလုတ်ကပ်ဘေးကြောင့်အဆိုးအဆုံးအခြေအနေတွေကိုကျွန်တော်တို့ကြုံဆုံနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနိုင်ငံတကာရောက်အလူရှင်တွေနိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေကိုပြောချင်တာဖြစ်ပါတယ်အခုဖက်စစ်အကြမ်းဖက်အုပ်စုရဲ့လက်အောက်ထိန်းချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့ဆိုးဝါးတဲ့ငလင်ဘေးရင်ဆိုင်ရတဲ့ပြည်သူတွေကိုတကယ်ကူညီခြင်းနဲ့ဆိုရင်ဖက်စစ်အကြမ်းဖက်စစ်အုပ်စုရဲ့ထိန်းချုပ်မှုအောက်ကသွားသွေးလုံးဝပြည်သူလူထုကို10%ခိုင်နှုန်း20%ခိုင်နှုန်းတော့ရောက်ဖို့မသေးကြပါဘူးသူတို့အားလုံးထိန်းချုပ်ပြီးတော့ရတဲ့နည်းနဲ့ကိုသေးဆုပ်ဖို့ဖြစ်ပါလိမ့်မယ်ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအလူရှင်တွေအနေနဲ့အခုချိန်မှာတော့ဖက်စစ်အုပ်ချုပ်မှုအောက်ကပြည်သူတွေရဲ့မျက်နှာဆုံးရှုံးမှုငဲ့ညာတော်လဲပဲခိတ္တဆောင်ဆိုင်ပါကျွန်တော်တို့တွေတိတိကျကျနော်ကူညီနိုင်မဲ့ PR တွေနဲ့ CAPR နိုင်ငံရေး PR ပြည်သူလူထုတရားလုံးနဲ့အားလုံး PR တွေနဲ့ဖက်စစ်အုပ်ချုပ်ထိန်းချုပ်မှုကိုကျွန်တော်တို့ပွင့်အံသွားနိုင်တဲ့အထိခဏဆောင်ဆိုင်ပြီးတော့စုဆောင်းထားပါထူထောင်ရေးကဏ္ဍတွေကမဖြစ်မနေလောက်အောင်မှာဖြစ်တယ်အခုချိန်မှာသွားပြီးတော့ COC ကိုရောက်ထူထောင်မှုပေးရထူထောင်မှာမဟုတ်ဘူးကျွန်တော်တို့တိုင်းသားတွေကိုကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကိုပြစ်ခတ်တပ်ဖြတ်ဖို့လက်နက်တွေပြသွင်းပြောင်းသွားပါလိမ့်မယ်ရိတ်ခါတွေကငလင်ကယ်ဆယ်ရေးဆိုသွားပေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးဖွဲ့ကိုရောက်ရင်လည်းမိဂါမတ်တပဲရောက်ပါလိမ့်မယ်ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညီသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြီးတော့အုပ်ချုပ်ရေးရန်နေရာတစ်ခုလုံးပြိုပြတ်သွားတဲ့အတွက်သူ့ရဲ့ဝန်ထမ်းစိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးကိုပဲအသက်ထပ်ပြီးတော့ရှေ့ဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်ဒါကြောင့်မို့လူထုအစိုးရပြည်သူအစိုးရ energy နဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးပေးဖို့ကူညီခြင်းဖြစ်စေနိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စေဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးတော့ရောလှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျအဲ့တော့လူလုတ်ကပ်ဘေးကြီးကိုကျွန်တော်တို့အများဆုံးကြော်လွှားပြီးတော့နောက်ဖြစ်လာနိုင်ခြေရှိတဲ့သဘာဝကပ်ဘေးတွေကိုအကောင်းဆုံးရုန်းကန်ကြော်လွှားချက်ကြော်နိုင်မှုအတူတူစူးစမ်းနိုင်မှုနိုင်ငံရေးစနစ်ကောင်းဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးနွေဦးတော်လိုင်းရေးအပိသက်အောင်မြင်သည့်အထိအမြန်ဆုံးနဲ့အောင်မြင်နိုင်တဲ့နည်းလမ်းတွေကိုအတူတူကဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့လှုံ့ဆော်နှိုးဆော်လိုက်ပါတယ်